O7 တောင်ကုန်းတိုက်ပွဲဒိုမဟုတ်ထမ်းမြန်မာနေဇက်ပရိပခO7 တောင်ကုန်းဆိုတာမြန်မာနဲ့ထိုင်းနေဇက်မြင်းနိုင်ကိုမရှိတဲ့မနှိမ့်မမြင့်မထူးခြားလာတဲ့တောင်ကုန်းလေးတစ်ခုပါခမန်းကြီးအားဖြင့်ဆိုရင်တော့တောင်ကုန်းရဲ့အရှိတောင်ဘက်ကိုင်2500လောက်မှာစီကားတဲ့ယူရီးယားပိုင်မဲဆိုင်မျိုးရှိပါတယ်ယူရီးယားပိုင်မဲဆိုင်မျိုးရဲ့နဲနမိတ်စီတစ်ဖန်မှာတော့မြန်မာနိုင်ငံရဲ့မြို့တစ်မြို့ဖြစ်တဲ့တာချီလိတ်မြို့ပေါ့ဗျာ2010ခုနှစ်ဇန်နဝါရီလအထိဒီတောင်ကုန်းပေါ်မှာခလာတာ305မက်ခေါ်မှာစစ်သည်30လောက်တက်ဆွဲထားခဲ့ပြီတောင်ကုန်းအညူမလည်းဗုဒ္ဓရဲ့အရေးအောင်မှာငင်းကြမ်းအေးမြတယ်ဆရာတော်ဦးကိုကလရဲ့ဘုန်းကိုကြီးကြောင်းသိရှိပါတယ်ဗုဒ္ဓရဲ့အရေးကောင်မှာအေးချမ်းတဲ့ဒီနေတာလေးနဲ့ထိုင်းမြန်မာနယ်စပ်မြင်းတစ်လျှောက်မှာတော့ယူရီးယားတို့ရဲ့ရန်စာမှုတွေကြောင့်အခြေအနေတင်းဝလာခဲ့ကြပါတော့လေယူရီးယားတွေဟာစစ်လက်နဲ့တာလွန်မှုချင်းမြန်မာတွေကိုအကဲစမ်းခဲ့တဲ့တိုက်ပွဲတစ်ခုဆိုရင်လေမမားပါဘူး